ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကနေ့ဓမ္မမိတ်ဆွေများကိုမျှဝေခြင်းနဲ့ဓမ္မလက်ဆောင်ကပါလဲဆိုရင်လူဘဝနဲ့ရရှိနိုင်သောအခွင့်အရေးများဆိုတဲ့ခေါင်းစဉ်နဲ့ဒီကနေ့ဓမ္မမိတ်ဆွေများကိုဓမ္မလက်ဆောင်အဖြစ်မျှဝေပေးပါမယ်ဓမ္မလက်ဆောင်လေးကိုမပြောကြသေးခင်ဓမ္မမိတ်ဆွေများအားလုံးဦးဇင်းရဲ့ YouTube channel လေးကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်ပါဖို့အားလုံးကိုတောင်းဆိုပါတယ်ဒီလို subscribe လုပ်ခြင်းဖြင့်ဒါဦးဇင်းရဲ့ဦးဇင်းအများအားပြောနေတင်ဆက်နေတဲ့ဓမ္မနဲ့ပတ်သက်တဲ့ဘုဒ္ဓသားတွေအခြားဘုဒ္ဓသားတွေအားလုံးကိုဓမ္မမိတ်ဆွေများအများအားကြည့်ရှုခွင့်ရမယ်နားထောင်ခွင့်ရမယ်ဒါကြောင့်မလို့ subscribe လုပ်ရသေးဘူးဆိုရင် subscribe လုပ်သွားဖို့အားလုံးကိုဦးဇင်းကဖိတ်ခေါ်အပ်ပါတယ်မြတ်စွာဘုရားရှင်ကိုမြတ်ကြီးကဟောထားတာရှိတယ်မနုဿတ္တဘာဝတုံးလဘောလူဘဝဆိုတာအမှန်တမ်းကိုရခဲ့တယ်။ဘာကြောင့်ရခဲ့တာလဲလို့မေးလို့ရှိရင်ဘယ်လိုတွေလူဘဝကိုရလာပြီဆိုလို့ရှိရင်နံပါတ်1လူဘဝမှာကိုကြိုက်နှစ်သက်တဲ့ကုသိုလ်ကောင်းမှုကိုအားရပါရကြီးပြုနိုင်တယ်ပြုခွင့်ရှိတယ်ပြုနိုင်တဲ့အခွင့်အရေးတွေဦးဇင်းတို့မှာရရှိထားတယ်။နံပါတ်2ကတော့ဦးဇင်းတို့တွေဟာအကောင်အဆိုးအကြောင်းအကျိုးကိုခွဲခြားပြီးတော့သိမြင်နိုင်တဲ့ဉာဏ်ပညာကိုရှိတယ်။နံပါတ်3ကတိတဲ့ထူးခဲ့တဲ့အသိဉာဏ်ရှိတဲ့သူတော်ကောင်းကြီးတွေနဲ့တွေ့ဆုံခွင့်ရတယ်။နံပါတ်4ကအဲ့ဒီသူတော်ကောင်းကြီးတွေရဲ့ဆုံးမစကားတွေကိုဦးဇင်းတို့တွေနားထောင်ခွင့်ရတယ်။နံပါတ်5ကဘာလဲဆိုလို့ရှိရင်ကိုယ်ကလွန်မြေရလွတ်မြောက်ကောင်းဖြစ်တဲ့ဘုရားရှိသောသူတော်ကောင်းကြီးတွေဟောကြားထားတဲ့ဓမ္မတွေကိုကိုယ်တိုင်ကျင့်သုံးပြီးတော့ဘဝလွတ်မြောက်ရာကိုရှာဖွေနိုင်တယ်။ဒီအခွင့်အရေးတွေဦးဇင်းတို့မှာလူဖြစ်လာပြီဆိုတော့ねအဲ့ဒီအခွင့်အရေးတွေဦးဇင်းတို့မှာရနိုင်တယ်။ဒါဥပမာနှိုင်းရှင်ပြရမယ်ဆိုရင်ဦးဇင်းတို့တွေငရဲပုံငရဲရိษံပြိတ္တာပယ်လေးပုံကိုကြည့်လိုက်ပေါ့။သူတို့တွေကဒုက္ခတွေအမှန်တမ်းများတဲ့အတွက်ကုသိုလ်ကောင်းမှုလုပ်နိုင်တဲ့အခွင့်အရေးသူတို့တွေမှာမရှိဘူး။ငရဲကြနေတဲ့ပုဂ္ဂိုလ်တွေခဏထားလာအောင်လက်ရှိသိစ္ဆာန်ပုံမှာပဲကြည့်။သူတို့တွေကစားတယ်ကာမဂုဏ်မီဝဲတယ်အိတ်တယ်။တူးနဲ့တူနိုင်ရစားကြရင်လည်းပဲဒီလိုနဲ့ပဲသူတို့တွေဘဝအဆုံးသတ်သွားတယ်။သူတို့တွေမှာကုသိုလ်ဆိုတာလုပ်နိုင်တဲ့အခွင့်အရေးသူတို့မှာမရှိဘူး။ဒါဆိုရင်နတ်ပြည်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းနတ်သားတွေကလည်းနတ်သားနတ်ပြည်တွေကလည်းသူတို့တွေမှာချမ်းသာဒုက္ခတွေကြီးရှိနေတဲ့အတွက်အဲ့ဒီချမ်းသာဒုက္ခတွေကိုခံစားနေတာနဲ့ပဲသူတို့တွေမှာကုသိုလ်ကောင်းမှုလုပ်ဖို့ရအခွင့်အရေးတွေနည်းသွားတယ်။ဦးဇင်းတို့လူဘုံကြတော့ချမ်းသာဒုက္ခလည်းရှိတယ်ဆင်းရဲဒုက္ခလည်းရှိတယ်။အဲ့ဒီတော့ကြောင့်မို့လို့ဒါချမ်းသာကိုလည်းခံစားရတယ်ဆင်းရဲဒုက္ခကိုလည်းခံစားရတယ်။အဲ့လိုခံစားတဲ့နေရာမှာကောင်းတာလုပ်လို့ရှိရင်တော့ချမ်းသာဒုက္ခကိုခံစားရပြီးတော့မကောင်းတာလုပ်လို့ရှိရင်တော့ဆင်းရဲဒုက္ခကိုခံစားရမယ်ဆိုတဲ့အသိဉာဏ်ရှိတဲ့အတွက်ဦးဇင်းတို့တွေကကောင်းတာတွေကိုရွေးပြီးတော့လုပ်ဖြစ်လာတယ်။အဲ့တော့ကုသိုလ်ကောင်းမှုတွေများများလုပ်လာတယ်ပေါ့နော်။ဦးဇင်းတို့တွေဟာနော်ချမ်းသာခြင်းတွေလည်းတွေ့ရတယ်ဆင်းရဲခြင်းတွေလည်းတွေ့ရတယ်။အဲ့ဒီအတွက်ဦးဇင်းတို့မှာတန်ဝေကဖြစ်တယ်။တန်ဝေကဖြစ်တဲ့ဦးဇင်းတို့လူသားတွေကကုသိုလ်ကောင်းမှုကောင်းတာတွေကိုများများလုပ်ရမယ်ဆိုတဲ့အသိဉာဏ်ရှိတဲ့အတွက်ကောင်းတာတွေကိုများများလုပ်ဖြစ်လာတယ်။ဒါကြောင့်လူဘဝမှာဦးဇင်းတို့တွေလူဖြစ်လာပြီဆိုလို့ရှိရင်တော့ဒါဒီလိုဦးဇင်းအထက်ကပြောခဲ့တဲ့အခွင့်အရေးတွေအများကြီးကုသိုလ်ကောင်းမှုကိုလုပ်နိုင်တဲ့အခွင့်အရေးတွေအများကြီးဦးဇင်းမှာရတယ်။ဦးဇင်းတို့မှာကိုယ်ပိုင်သိဉာဏ်ရှိတဲ့အတွက်အကောင်းဆုံးကိုအကြောင်းအကျိုးခွဲခြားနိုင်တဲ့အသိပညာတွေအဲ့ဒီအခွင့်အသိပညာတွေရှိတဲ့အတွက်ဦးဇင်းတို့လုပ်တဲ့လုပ်ထိုက်တဲ့အရာတွေကိုလုပ်နိုင်တဲ့အခွင့်အရေးတွေဦးဇင်းမှာအများကြီးရှိတယ်။ဒါဆိုရင်လူဖြစ်လာပြီလူတိုင်းအဲ့ဒီအခွင့်အရေးတွေရသလားလို့မေးလို့ရှိရင်လူတိုင်းအဲ့ဒီအခွင့်အရေးတွေကိုကောင်းကောင်းအသုံးချမသွားနိုင်ကြဘူး။တချို့လူတွေကချမ်းသာပါတယ်။ဒါပေမဲ့လူရဲ့အဲ့ဒီချမ်းသာခြင်းကိုအကြောင်းပြုပြီးသူတို့တွေဟာဘာဘာအာယုကာမဂုဏ်နဲ့ရင်မှုပျော်ပါနေတဲ့အတွက်ကုသိုလ်ကောင်းမှုကိုသူတို့တွေမလုပ်ဖြစ်ကြဘူး။အဲ့လိုမလုပ်ဖြစ်ဘဲနဲ့သူတို့တွေဘဝအကုန်ဆုံးသွားတယ်ဆိုလို့ရှိရင်သူတို့တွေကလူဖြစ်ရကြုံမလက်တဲ့သူတွေပဲ။လူဖြစ်ပြီးလူရဲ့အခွင့်အရေးတွေကိုအပြေးအဝအသုံးချမသွားနိုင်တဲ့သူတွေလို့ပြောလို့ရတာပေါ့။တချို့လူများကြတော့လည်းပဲနော်အမြဲတမ်းစောင်းနေကိုလုံးပန်းနေတာနဲ့ကုသိုလ်ကောင်းမှုလုပ်ဖို့ရန်မေ့နေတာမျိုးတွေလည်းရှိတယ်။သူတို့တွေလည်းပဲအဲ့ဒီလိုပုံစံမျိုးနဲ့ဘဝကိုအဆုံးသတ်သွားမယ်ဆိုလို့ရှိရင်လူဖြစ်ပြီးတော့ဒါလူဘဝမှာရတဲ့ရထိုက်တဲ့အခွင့်အရေးတွေကိုဆုံးရှုံးသွားတာနဲ့တူတူပါပဲ။ဒါကြောင့်တို့တွေကချမ်းသာသည်ဖြစ်စီဆင်းရဲသည်ဖြစ်စီလူဘဝကိုရောက်လာပြီးဆိုတာနဲ့လူဘဝမှာရတဲ့ရထိုက်တဲ့အခွင့်အရေးတွေကိုတော့
ရအောင်ယူသွားဖို့တင့်တယ်လို့ဦးဇင်းကတော့တွေးမိတယ်ရအောင်ယူသွားဖို့လည်းလုံးတင်တယ်အဲ့တော့အကောင်အဆိုးအကြောင်းကျိုးကိုခွဲခြားနိုင်တဲ့အသိပညာရှိတဲ့ဦးဇင်းတို့လူသားတွေဟာကောင်းတာတွေကိုရွေးလို့ပြီးကိုဘဝအတွက်ကိုဘဝမြင်မာဖို့တိုးတက်ဖို့နော်ဘဝလွတ်မြောက်ရာအထိမှန်းပြီးတော့နော်ဒီကောင်းတဲ့လုပ်ငန်းတွေဒါနာကောင်းမှုဖြစ်စေတိလာကောင်းမှုဘာဝနာကောင်းမှုအစရှိရပြင်ကောင်းတာတွေကိုစမ်းစမ်းတမန်စူးစမ်းပြီးတော့ဆောင်ရွက်တင်တယ်အဲ့လိုစူးစမ်းပြီးတော့ဆောင်ရွက်မှသာလျှင်ဦးဇင်းတို့လူဘဝရောက်လာတဲ့အခါမှာကိုရတဲ့ရတဲ့ခွင့်ရတွေကိုအပြည့်အဝယူသွားနိုင်တဲ့အတွက်ဦးဇင်းတို့လူဖြစ်ရကြုံရမှာပေါ့အဲ့လိုလူဖြစ်ရကြုံနတ်ဖို့အတွက်လူခွင့်ရတွေကိုအပြည့်အဝရနိုင်ဖို့အတွက်ဆိုရင်တော့ဦးဇင်းတို့ရအမြဲတည်းတတိနဲ့ဉာဏ်နဲ့စင်ကျင်စဉ်းစားပြီးတော့ဒါကောင်းတာတွေကိုရွေးပြီးလှုပ်ဖြစ်အောင်ဦးဇင်းတို့စူးစမ်းတင်တယ်လူဘဝရောက်လာပြီးတော့အပျော်ပါးတွေနဲ့ဒီ၅ပါးအယုံကာမဂုဏ်တွေနဲ့အချိန်ကုန်သွားမယ်ဆိုလို့ရှိရင်ဦးဇင်းတို့လူဖြစ်ရကြုံလုံးဝမနှက်ပါဘူးနော်အဲ့တော့ဒီစည်းစိမ်ဥစ္စာတွေချမ်းသာလာတယ်ဆိုတာကလည်းအရင်ဘဝကဦးဇင်းတို့လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေရဲ့အကျိုးပေးကံတွေကြောင့်လည်းပါတာပေါ့နော်အဲ့ဒီကုသိုလ်ကောင်းမှုကံတွေအကျိုးပေးတွေကြောင့်ဒီဘဝမှာချမ်းသာတော့လာပြီးတော့နေရပါတယ်ဒါပေမဲ့လို့ဒီစည်းစိမ်ဥစ္စာတွေပေါ်မှာရင်မှုပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ရမိနေတယ်ဆိုလို့ရှိရင်နောက်တန်လျာအတွက်ကုသိုလ်ထုတ်ပြီးပါမသွားတဲ့အတွက်နောက်တန်လျာမှာဦးဇင်းတို့ဘယ်လိုပြီးတော့ဆက်လက်ပြီးတော့ရှင်းနိုင်မလဲယက်တည်နိုင်မလဲနောက်တန်တရားမှာဆိုရင်ဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့သွားနိုင်တယ်။ဒါကြောင့်ရှေးဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်ချမ်းချမ်းသာသာနေရတယ်ဆိုရင်အဲ့ဒါတွေကိုအချိန်ကုန်ခံစားပါနဲ့။တတိလေးထားပြီးတော့ဒီဘဝမှာကိုလှုပ်တဲ့လှုပ်ထိုက်တဲ့နော်ဒီဘဝဒီပြစ္ဆုတ်ဘဝတန်တရားဘဝကောင်းမွန်အေးချမ်းတဲ့ဘဝကိုအတိတ်ပဲရှိပြီးဖြစ်တန်းသွားလာနိုင်ဖို့အတွက်နော်လက်ရှိကိုအသက်ရှင်စဉ်မှာကိုလူဘဝမှာချမ်းသာသာနေရာဒုံလေးမှာနော်ကုသိုလ်ကောင်းမှုတွေကိုကိုလုပ်ချင်တော့လုပ်နိုင်ခွင့်ရှိတဲ့အခွင့်အရေးတွေအများကြီးရနေတယ်အချိန်ခိုက်တန်လေးမှာဦးဇင်းတို့ရတက်နိုင်တဲ့များကုသိုလ်ကောင်းမှုကိုများလုပ်နိုင်အောင်ကြိုးစားရမယ်ကုသိုလ်ကောင်းမှုများလုပ်နိုင်အောင်ကြိုးစားမယ်အသိပညာတွေကိုအသိပညာတွေဘုသူဒ္ဓတွေပေးနေတဲ့ဆရာတော်တန်ဃာတော်တွေရှိတယ်ဓမ္မနဲ့ပတ်သက်တဲ့ဘုသူဒ္ဓတွေပေးနေတဲ့ဆရာတော်တန်ဃာတော်တွေရှိတယ်အဲ့တော့သူတို့ကိုလည်းချင်းကပ်ပြီးတက်နိုင်တဲ့များဓမ္မနဲ့ပတ်သက်တဲ့အရာတွေကိုလေ့လာမယ်အဲ့လိုလေ့လာပြီးတော့ကိုယ်ကလည်းတက်နိုင်တဲ့များဒီလောကကြီးတွေကထွတ်မဲ့ကြောင့်ဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့ကျင့်စဉ်ကောင်းတွေကိုတက်နိုင်တဲ့များကြိုးစားပွားများပြီးကိုယ်လည်းအားထုတ်ရမယ်အဲ့ဒီလိုလုံးမှသာလျှင်ဥပဒေလူဘဝဟာတန်ဖိုးရှိမှရတဲ့ရတိုက်တဲ့အခွင့်အရေးတွေကိုအပြည့်အဝရမယ်လို့ကျွန်တော်မြင်ပါတယ်။ဒါကြောင့်ဓမ္မမိတ်ဆွေများအားလုံးကံကောင်းထောက်မှလို့လူဘဝကိုရလာတယ်။လို့ရလာတဲ့ဒီရရှိတဲ့လူဘဝလေးကိုတန်ဖိုးရှိနော်အသုံးချနိုင်ဖို့အတွက်ရရှိတဲ့လူဘဝမှာကိုရတဲ့ရတိုက်တဲ့လူအခွင့်အရေးတွေကိုများအသုံးချနိုင်ဖို့အတွက်ဆိုလို့ရှိရင်တော့ကောင်းတဲ့လုပ်ငန်းတွေကိုများလုပ်ဖို့ရည်ကြီးပါတယ်နော်လူဘဝရလာပြီးတော့နော်ဒါမကောင်းတာနေတွေပဲအချိန်ကုန်သွားမယ်ဆိုရင်ရတဲ့ရထိုက်တဲ့အခွင့်အရေးတွေကိုရမသွားဘူးဆိုရင်လူဖြစ်ရကျိုးလည်းမနှက်ဘူးလူဖြစ်လည်းရှုံးတယ်လူအခွင့်အရေးတွေအားလုံးလည်းဆုံးရှုံးသွားတယ်လို့ဦးဇင်းကတော့မြင်ပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေများအားလုံးလူဘဝရတော့ရခိုင်လေးမှာလူအခွင့်အရေးတွေကိုတတ်နိုင်သမျှနော်ကိုယ့်အတွက်လောကအတွက်အကျိုးရှိအောင်ကောင်းကောင်းအသုံးချနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်